major note အားလုံးပဲမင်္ဂလာပါဗျာကဘာပေါ်မှာအသိဉာဏ်အကျွယ်ဆုံးလူသားလို့ပြောလိုက်ရင်လူတိုင်းပြေးမြင်တာကတော့ Albert Einstein ပါပဲဒါပေမဲ့ Einstein ကွယ်လွန်သွားတဲ့နေ့မှာသူ့ရဲ့ရုပ်အလောင်းနဲ့အတူပျောက်ဆုံးသွားခဲ့တဲ့လျှို့ဝှက်ချက်တစ်ခုရှိခဲ့တယ်ဆိုတာသင်သိပါသလားအဲ့ဒါကတော့သူ့ရဲ့အုံတော့ပါပဲသူ့မိသားစုတော်မသိပဲခိုးယူခံခဲ့တဲ့ Einstein ရဲ့အုံတော့ဟာဆယ်စုနှစ်ပေါင်းများစွာကြာအောင်ကဘာပက်ပြီးစမ်းသပ်ခံရပါတယ်ဒီနေ့ဗီဒီယိုမှာတော့Einstein ရဲ့အုံနောက်ခေမှာဘလို့ထူးဆန်းတဲ့အချက်အလက်တွေရှိနေလဲဆိုတာကိုအသေးစိတ်ဖြိုးပြသွားမှာမို့အဆုံးထိကြည့်ပေးကြအောင်ခင်ဗျာ Einstein တည်ဆုံသွားတဲ့အခါမှာဒေါက်တာ Harvey ဟာ Einstein ရဲ့အုံနောက်ကိုအပိုင်းစားပေါင်း240ကျော်လှိဖြော်ပြီးအိမ်ကရေခဲတိတာထဲမှာတင်ထားခဲ့တာပါပြီးတော့သူဟာဒီအုံနောက်အပိုင်းစားတွေကိုစာတိုက်ကနေအစဉ်ကမ္ဘာအနှံ့နာပညာရှင်တွေစီပေးပို့ခဲ့ပါတယ်စိတ်ဝင်စားဖို့ကောင်းတာက Einstein ရဲ့အုံနောက်ဟာတာမန်လူတွေထက်ပိုပြီးအလုပ်လုပ်ရတာကိုနှစ်သက်တယ်ဆိုတာပါပဲသူ့ရဲ့အုံနောက်ထဲမှာအာယုံကြောတွေကိုစွမ်းအင်ပေးတဲ့ဆဲတွေကပုံမှန်ထက်အများကြီးပိုများနေတာကိုတွေ့ရပါတယ်ဒါအပြင်သူ့အုံနောက်ရဲ့ဖွဲ့စည်းပုံဟာတာမန်လူတွေလိုအကန့်တွေတိတ်မချားပဲဆက်သွယ်မှုလမ်းကြောင်းတွေကပိုပြီးပွင့်လင်းနေတာကြောင့်သူဟာခက်ခဲတဲ့ယူဝဗီတာပု္ပ္ပစာတွေကိုစိတ်ကူးထဲမှာတင်ပုံဖော်ကြည့်လို့ရခဲ့တာပါဒါပေမဲ့ဒီအုံနောက်ကိုပိုင်ဆိုင်ထားရတာဟာဒေါက်တာ Harvey အတွက်တော့ကံကောင်းခြင်းမဟုတ်ခဲ့ပါဘူး။ Einstein ရဲ့အုံနောက်ကိုခိုးယူခဲ့တဲ့အကျိုးအဆက်အနေနဲ့သူ့ရဲ့ဘဝဟာတစည်းစီပျက်စီးသွားခဲ့ရပါတယ်။အုံနောက်ကိုခိုးယူထားကြောင်းသိသွားတဲ့အခါမှာ Princeton ဆေးရုံကသူ့ကိုချက်ချင်းအလုပ်ထုတ်ပစ်ခဲ့ပါတယ်။ဆေးဘက်ဆိုင်ရာကျင်းဝစ်ကိုဖောက်ဖျက်ခဲ့တဲ့အတွက်သိတဲ့လောကမှာလည်းသူဟာနာမည်ပြတ်သွားခဲ့ရပါတယ်။ Harvey ဟာဒီအုံနောက်ကိုအစွဲအလန့်ကြီးစွာနဲ့အိမ်မှာပဲဝတ်ထိန်းထားခဲ့ပါတယ်။သူ့ဇနီးဖြစ်သူကတော့ဒါကိုလက်မခံနိုင်ခဲ့ပါဘူး။အုံနောက်ကိုလွှင့်ပစ်မယ်လို့ချိန်ချောက်ခဲ့တဲ့အထိအခြေအနေတွေဆိုးရွားခဲ့ပြီးနောက်ဆုံးမှာတော့သူတို့ဇနီးမောင်တစ်ဖန်ဟာကွာရှင်းပြက်ဆဲခဲ့ကြပါတယ်။ပါရမီရင်တယောက်ရဲ့လျှို့ဝှက်ချက်ကိုရှာဖွေခြင်းခဲ့တဲ့ဒေါက်တာ Harvey ဟာသူ့ရဲ့ဘဝတစ်ခုလုံးကိုဒီအုံနောက်တစ်ခုထဲနဲ့ရင်းခဲ့ရတာပါ။ Einstein ရဲ့အုံနောက်ကသူ့ကိုကဘာကျော်အောင်မလုပ်ပေးနိုင်ခဲ့ပဲလူညွန့်တုံးသွားစေတာကတော့တကယ်ကိုဝမ်းနည်းစရာကောင်းလာပါတယ်။ဒီတော့ Einstein ဟာသူ့ရဲ့အုံနောက်ဖွဲ့စည်းပုံကြောင့်ပဲပါရမီရင်ဖြစ်လာတာလားဒါမှမဟုတ်သူ့ရဲ့မလော့နိုင်စွဲလုံလက်ကြောင်ပဲလားသိပ္ပံပညာရှင်တွေကတော့အဖြေရှာနေကြဆုံးပါပဲဒါပေမဲ့တခုတော့သိကြပါတယ်အိုင်းစတိုင်းဟာငါမှထူးခြားတဲ့ပါရမီမရှိဘူးငါကသိချင်စိတ်အယံပြင်းပြတာပဲရှိတာပါလို့ပြောခဲ့ပူပါတယ်တငယ်ချင်းတို့ကတော့ဘလို့ထင်ကြလဲအိုင်းစတိုင်းရဲ့အုံနောက်အကြောင်းသိလိုက်တော့ဘာအချက်ကအန်အိုဖွေရကောင်းဆုံးလဲဆိုတာကို comment မှာရေးခဲ့ပေးအောင်ပါအခုလိုစိတ်ဝင်လာဖို့ကောင်းတဲ့ဗဟုသုတတွေကိုအမြဲကြည့်နိုင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်